Hello အားလုံးပဲမင်္ဂလာပါဒီ vlog လေးကတော့မြန်နိုးရဲ့ camping day 2ဖြစ်ပါတယ်မြန်နိုးတို့ဘယ်နေရာတွေသွားပြီးတော့ဘာတွေစားခဲ့လဲဆိုတာလေးလိုက်ကြည့်ပေးကြအောင်နော် Morning ပါခုကတော့မနက်9:00နာရီထိုးနေပါပြီညအေးအေးနဲ့စောင်းချုံပြီးတော့ကိုကြီးကဟုတ်ရှယ်ပဲဒါနဲ့မနက်6:00နာရီလောက်ကြာတော့နေစားထွက်လာပြီးပူလာတယ်ပေါ့နော်ဆက်ပြီးအိမ်နေနဲ့ပဲ9:00နာရီထိုးပါပါတယ်ခုတော့အသေးလူလေးကအရင်မအေးပဲနဲ့တာရပြီးတော့အပါနေပါတယ်ဒီနေ့တော့ breakfast က banana muffin ကိုဒီတိုင်းမစားချင်လို့ microwave ထဲကိုစက္ကန့်30ထည့်ထားရပေါ့နော်ပြီးတော့ soy milk နဲ့ပါရှင်ကဲအခုတော့ day 2 officially camp ကနေစထွက်ပါပြီဒီနေ့မှာ Eden ဆိုတဲ့မြို့လေးရှိရပေါ့နော်သူကနည်းနည်းနာမည်ကြီးတယ် view တွေအများစားတယ်ဆိုပြီးတော့အဲ့ဒီကိုသွားမယ်သွားနေနဲ့လမ်းမှာရှိရ view point တွေဝင်ပါမယ်beach တစ်ခုသွားနေလမ်းမှာပေါ့နော် concrete လမ်းနေပြီးတော့အခုတော့ဒီတိုင်း gravel road ဖြစ်သွားပါပြီကားရက်ပြီးတော့အခုတော့ဒီမှာရောက်ပါပြီ lookout ရှိတယ် loop ရှိတယ် beach ရှိတယ်အခုတော့လောလောဆယ်ဒီ Pinnacle Loops return walking track ကိုရင်သွားကြည့်ပါမယ် let's goအခုဆိုရင်တော့ lookout ကိုရောက်လာပါပြီ view ကြည့်နေနဲ့ dolphin အုပ်စုလိုက်လေးလည်းတွေ့ခဲ့တယ်ဆိုတော့ lookout ဘက်သွားပြီးတော့အခုဆိုလို့ရှိရင် beach ဘက်သွားနေပြီဖြစ်ပါတယ်ဖြစ်ပါတယ်အခုဒီမိခေကားလေးကိုဆက်ပြီးတော့ဆင်းလိုက်ပြီးလို့ရှိရင်ရောက်ပါပြီရှင်ကဲလေကအောက်ချင်တာရောက်ခဲ့ကြမှာ beach ကိုတားတယ်လို့ပေါ့နော်ဒါပေမဲ့တနတာတော့ဒီကြောက်ဆိုင်တွေလည်းကနေ beach ကိုသွားဖို့မရဲပါဘူးအဲ့တော့ဒီအပေါ်ကနေပဲ view လေးခံစားကြည့်ရှုပြီးတော့ကားပေါ်ပြန်ပါမယ်လမ်းနေတဝိုင်းရှောက်ပြီးဆိုတော့ဘိုက်စားလို့အခုတော့ lunch စားမှာဖြစ်ပါတယ်သူ့ဆိုင်လေးကgarage လို့နေရာလေးမှာပေါ့နော်ဒီလေးဖွင့်ထားတယ်ထဲမှာ decoration လေးပြင်ထားတာတော့မဆိုးပါဘူး cute ဖြစ်တယ်မာလာရပါပြီဒါတော့ linguine ပါဟိုဘက်ကတော့ chowder ဖြစ်ပါတယ်ရှင် How is the taste ကောင်းတယ်စားနေတော့ရောက်မှတတိယရန်စားလို့ကောင်းတယ်မဆာလေးရလည်းရန် fresh ဖြစ်ပြီးတော့ prawn ကလည်းဒီတိုင်းထည့်ချက်ထားတာမဟုတ်ဘူးနော် smoke လုပ်ပြီးမှထည့်ပြီးချက်ထားတဲ့အခါကျတော့စားရလို့ရှိရင်ဒီထဲမှာအဲ့ဒီ smoke အနံ့လေးရတယ်ပေါ့နော်ရန်စားလို့ကောင်းတယ်အခုရောက်နေတာတော့ Eden lookout ဖြစ်ပါတယ် Eden မှာက whale ကြည့်ရအရင် popular ဖြစ်ပါတယ်သူတို့ whale တွေ migrate လုပ်တဲ့ချိန်ဆိုရင်လူတွေတော်တော်များများကဒီနားကိုလာပြီးတော့ whale watching လုပ်ကြရပေါ့နော်သူတို့အဲ့လိုမျိုး sign board တွေမှာလည်း whale watching ကဘယ်လိုမျိုး꿰တယ်ဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းလေးပြောပြပေးထားတယ်အခုတော့ Eden Wharf ကိုရောက်နေတာဖြစ်ပါတယ် Eden Wharf ကနာမည်ကြီးပဲပေါ့နော်ဘာလို့လဲဆိုတော့အမှ overseas passenger terminal လည်းရှိတယ် cruise တွေတော်တော်များများလည်းဒီနားမှာလာပြီးတော့ရပ်ကြပါတယ်ဒီမှာအခုလိုမျိုးငါးတွေလည်းလာများကြတယ်ပြီးတော့ cruise terminal ရှိတဲ့အတွက်ဒီနားမှာလာပြီးတော့ cruise ရပ်တာတွေဒါမှမဟုတ်ဒီကနေပြီး cruise စားထွက်တာတွေလုပ်တယ်ပေါ့နော်ပြောရလို့ရှိရင်တော့ကျွန်တော်ထင် regional မှာ Eden Wharf ကနည်းနည်း busy ဖြစ်တယ်လို့ပြောလို့ရပါတယ် You got it all inside of you Feel it to be true And when you dance I'm in the group
ကဲ lighthouse ကိုရောက်ရှိလို့လာပြီဒါကတော့ walkway to lighthouse ပါသူ walkway လေးကမဆိုးပါဘူး walking path လေးလောက်ထားပေးပါတယ်ဒါကတော့ lighthouse ကနေတွေ့ရတဲ့ view လေးပါဒီမှာ light to light walk လဲလုပ်လို့ရတယ်ပေါ့နော်။သူက coast တစ်လျှောက်ကိုလမ်းလျှောက်တာပါ။ဟိုမှာတချို့ဟာဆိုလို့ရှိရင်2 to 3 days အထိအောင်သွားရတယ်ပေါ့နော်။အဲ့တော့Austria nature ကြိုက်တဲ့လူတွေလမ်းလျှောက်သွားတာတောင်တက်တိုင်းကြိုက်တဲ့လူတွေတော့အရင်ကောင်းပါတယ်။ဒီကနေဆက်သွားတာပါ။ညနိုးကတော့မသွားတော့ပါဘူး။ဒီကျင်းမာရေးဆိုမှဒီမကားလည်းတွေ့ရပေါ့နော်။မောင်းတဲ့လူတော့ဘယ်လိုလဲမသိဘေးနားကြီးရပါလေ။သိရတာပဲသူတို့တို့ဖြတ်သွားလို့ရှိရင်ခုရောက်နေတာတော့ disaster bay တို့ခောက်ဖြစ်ပါတယ်ဆိုနာ lighthouse နဲ့ဆိုလို့ရှိရင် literally 3 minutes လောက်ပဲမောင်းရတယ်ပေါ့နော်မကြည့်ပါအောင်ရန်တရတာပဲလူလည်းမရှိဘူးတနေရာလုံးဆင်းရောက်တယ်မသိအပိုင်းငါးလားဆိုကဲနောက်တနေရာခီးဆက်ကြပါမယ်အခုရောက်နေရတော့ river mouth ဖြစ်ပါတယ်အခုကနည်းနည်းအေးနေပုံတော့နွေရသေးဆိုအရန်ตายရမှာပဲကိုကတော့ဒီမှာငားမြားနေတဲ့လူတွေရှိတယ်ကလေးတစ်တိုင်းနဲ့ဆော့နေတဲ့လူတွေရှိတယ်မတော့ကူကူလေးပါတူဆိုပြီးတော့ရှောက်ကြည့်ခဲ့ပါတယ်river mouth ဆိုတော့အရင်အကျယ်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ yeah အမှန်တော့ဒီမှာဖျားလေးခင်းလေးစစ်စစ်ထိုင်နေတာအမေလေးတိုက်ပြီးတော့အေးရလို့ခံစားရရတော့မထိုင်တော့ပဲနဲ့ပြန်ပါမယ်အခုကတော့ညနေအချိန်6 နာရီလောက်ရှိပါပြီခန့်ကိုပြန်ရောက်ပြီပေါ့နော်ခန့်ကိုပြန်ရောက်ချင်းပဲအမောပြေးသွားတာပဲထန်အရှိမှာ kangaroo တွေအများကြီးပဲလာပြီးတော့အဆာစားနေကြတယ်ဒီမှာတော့ one ကလေးလေးကိုထဲထား kangaroo လေး oh my god oh my gosh ဒီကောင်ရအကြီးပဲနောက်ကပလာကြီးနဲ့ special oh my gosh ကဲအခုကတော့ခန့်ကိုပြန်ရောက်ပါပြီပြန်ရောက်ပြီပဲဘိုင်လည်းမစားသေးဘူးဆိုတော့ခန့်ကနေပြီးတော့ lake ဘက်ကို walkway ရှိရဆိုတော့အခုသွားကြည့်မှာပါဒါကတော့ lake ကိုသွားနေလမ်းမှာပါဖာနဲ့ဖေးရှေးပြေးပါလေပြီးတော့ရက်ပြီးသူများကိုကြည့်နေကဲဒါလမ်းလျှောက်နေတဲ့ lake ကိုရောက်လာပါပြီအခုတွေ့နေတဲ့ဟာတွေကတော့ oyster farm လောက်ထားတဲ့ဟာတွေပါlake ကဒီတိုင်းခန့်နားမှာရှိရဆိုလာကြည့်ရပါတော့တကယ်လှတဲ့ဘက်ကတော့ဒီဘက်မဟုတ်ဘူးလက်ခံကြမှာတခြားလှတဲ့ဘက်ကိုသွားကြည့်မှာဖြစ်ပါတယ်ဒီနေ့ညမင်းကတော့မနေ့ကကျန်တဲ့အသားတွေကိုပြန်ကြော်ပြီးတော့ခောက်ဆက်ကျုံနဲ့ထားမှာဖြစ်ပါတယ်ဒီနေ့ည setup ကတော့ခုံမမမှုတ်တော့ပေါ့နော်အောက်မှာနှစ်ယောက်သားခိုးစီဖြစ်လေးထိုင်စားကြမယ်ဆိုပြီးအောက်မှာ setup လုပ်ထားပါတယ်အခုဆိုရင်တော့စားဖို့ ready ဖြစ်ပါပြီညသာစားပြီးပါပြီစားပြီးတော့အခုရာသီဥတုလေးကအရင်မအေးဘူးတတရရလေးဖြစ်နေတာနဲ့ပြင်မနေချစီလေးကြိုက်ပြီးတော့ညောက်သားစကားလေးပြောကြပါမယ်ပြီးရင်တော့အိတ်ပါတော့မရှင်ဘိုင်ဘိုင်